အားလုံးပဲမင်္ဂလာပါခင်ဗျာ GT5 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ကဘာမြေကြီးကိုကယ်တင်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ squad ထဲမှာဆိုရင်တော့ဒီမှာအမဲကောင်ရှိမယ်ပြီးတော့ဒီမှာပန်းအောင်စော်လေးရှိမယ်ပြီးတော့ဒီမှာအဝိုင်းအောင်စော်လေးရှိမယ်ပြီးတော့ဒီမှာအပြာအောင်ကောင်ရှိမယ်ကျွန်တော်တော့ခေါင်းဆောင်ဆိုတော့ Power Ranger အနီကောင်ပေါ့နော်ကဲရောက်နေမင်းတို့တွေငါအကုန်မှားထားမယ်နော်ငါတို့တခုဖြစ်တာနဲ့ဗာလဲလက်မပါနဲ့ငါတို့ကဒီကဘာကြီးကိုလာတယ်ဆိုတာလူသားတွေကိုကယ်တင်ဖို့လာတာနော်ငါတို့လာတက်ဖို့လာတာမဟုတ်နော်ဒီနေ့ငါတို့လူလုံးဝမတက်ဘူးနော်โอเคနော်ဟုတ်ကဲ့ပါဆရာကြီးကဲဒါဆိုရင်ငါတို့တက်ကားပေါ်တက်အောင်လစ်မယ်ငါကားနှစ်ယောက်ပဲစီရကြတဲ့ခေါင်တွေဘယ်လိုလုပ်ရမလဲမင်းတို့နဲ့လိုက်မဲ့ကားလေးခဏရှာပေးမယ်နော်ခဏလေးကဲရပြီအားလုံးပဲအရုပ်ဖဲတွေစီးဖို့အတွက်ဒီမှာငါကားတစ်ကြီးမှာလိုက်ပြီနော်လာတက်ကြအားလုံးတက်ကြကောင်းဘလို့လူတက်နေရတော့ဟိုဘက်တက်မြန်တက်ကဲလစ်မယ်ကဲဒါကတော့ကျွန်တော်တို့ရဲ့ Power Ranger squad ပဲဖြစ်ပါတယ်ကဘာမြေကြီးကလူတွေကိုမတရားတာတွေ့ရင်ကျွန်တော်ကယ်တင်သွားမယ် let's go ဟာဒီဘေးနာလူတယောက်အကူညီလိုလို့လားမသိဟဲ့နေစင်းအောက်သွားမေးကြည့်အောင်ဘာအကူညီလိုလဲမသိဘူးအဲ့လိုဆရာကြီးဘာအကူညီလိုလဲခင်ဗျအကူညီမတော့မလိုပါဘူးအခုကျွန်တော်ကဘိန်းပေါက်နေလို့အဲ့ဒါလေးဘယ်လိုလုပ်အောင်မလဲတော့မသိဘူးဟာဆရာကြီးကလည်းဒီမှာကျွန်တော်နောက်မှာ Power Ranger ပိုင်လေဗျာလို့ဘယ်လိုလုပ်ပေးရမလဲလားပြောလိုက်ကျွန်တော်ကားဘိန်းပြန်ကောင်းရင်တော့ရပြီဗျာကဲရောက်နေဒီမှာကားဘိန်းပေါက်နေလို့တဲ့လှုပ်မင်းတို့တွေကကားပြင်တက်တဲ့ကောင်ဘယ်ကောင်ပါလဲအဲ့အမဲကောင်မင်းပြင်တက်လားဟာစီကျွန်တော်ဘလို့ပြင်တက်ပါလဲကျွန်တော်လူသားတွေကယ်ဖို့ပဲလာတာလीဟဲ့နေရောပြင်တက်လားPower Ranger ပန်းအောင်တဲ့လက်ကမ်းမွေးတွေနဲ့အစီရလေကျမဘလို့ပြင်တတ်မှာလဲကျမလူသားတွေကဲဝဲလာတာလေမင်းတို့เนี่ยရောဘယ်သူပြင်တက်လဲကျွန်တော်တို့လည်းမပြင်တက်ပါစီပြင်လိုက်ဒီကောင်းတယ်ကွာတကယ်သုံးလို့ရတဲ့တပည့်တွေပဲနေရောကားဘိန်းကဘေဘိန်းပေါက်တာလဲအခုကားဘိန်းကဘေဘိန်းပေါက်တာလဲခင်ဗျညာဘက်ဘိန်းโอเคဟုတ်ပြီတကယ်ပေါက်နေရဟာရောမလုံးနဲ့ရောက်နေလက်လုံးမဲ့ရောက်နေအမေတို့လူသားတွေကိုကဲမှာလေငါတို့ဒီနေ့လူမသက်ဘူးလေဟာမလုံးနဲ့သိသွားပြီမလားအေးလောမင်းတို့ကောင်နဲ့တကယ်မှွေတဲ့ကောင်နဲ့တက်ကားပေါ်တက်ဘလို့လူတက်နေရတော့အနောက်အတက်လီကွာတကယ်အုံနောက်မရှိတဲ့ပေါင်းနေညာဟိုကောင်မြန်တက်လို့အေးရောက်ပြီကဲမင်းတို့တော့ဆွမ်းနာလိုမျိုးမလုံးကြနဲ့တော့ကြားလားနည်းနည်းပြည့်မင်းတို့လက်တွေတက်တွေမပါနဲ့ငါတို့ကဒီနေ့ဒီကိုလာတယ်ဆိုတာလူသားတွေကဲတင်ဖို့တက်ပဲနော်ငါတို့လူသားတွေလုံးဝလက်နဲ့တော့မထိဘူးဟောအဲ့ရမင်းတို့ဘာလို့ခုံစင်းတာလဲလို့အာစီပဲခုံစင်းပြီးတော့ကြောလေခုံစင်းတာပေါ့အေး sorry ကွာ sorry ကဲလာလူစုကဲခုကတော့ကျွန်တော်တို့ရဲ့ Power Ranger squad ကိုပင်လယ်လဲမရောက်တာကြာပြီဆိုတော့ကျွန်တော်ဒီမှာအပန်းပြေပင်လယ်လေးလာပို့ပေးတာပေါ့နော်ငါတို့အထက်ကနေအမိတ်ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ငါတို့ဒီကမ်းခြေလုံခြုံရေးအတွက်ငါတို့ဒီနေ့တာဝန်ယူရမယ်ငါတို့မတင်ကားတဲ့သူတွေဆိုရင်စစ်ရမယ်လက်မပါနဲ့တနက်မပါနဲ့ကြားလာငါပြောတာဟုတ်ကဲ့ပါအာစီအေးဟုတ်ပြီဟယ်လိုကိုကြီးမင်္ဂလာပါမင်းတို့ကဘယ်ကောင်နေလဲငပေါ်နေတာကိုဘာဖြစ်နေကိုအသေးကွဲနေရလားကိုလက်ကောင်ရန်လိုက်ရှာအခုဘာလို့ထွက်ပြေးတာရောက်နေလာတကယ်ပြေးတာကွာဒီကောင်ငါလုံခြုံရေးအတွက်လာတာပါကွာငါတို့တကယ်လူမသက်ပါဘူးအဲ့ဒါပဲတခါတလေလူတွေကလုံခြုံရေးအတွက်လာပါတယ်ဆိုမှအထင်လွဲကြတယ်ငါတို့တွေမသိလူသက်မဲ့ကောင်တွေကြာတယ်အဲ့ဒီချုပ်ပြီးသွားလို့မရအောင်နော်ဒီမှာ main ကလေးတွေရှိရခင်ဗျာနားလဲခင်ဗျာကြုတ်မလုံးနဲ့နော်အေးတို့တားပြီးွားရင်နော်တားပွားရင်နော်အမေတို့ကလက်မမာတယ်လို့ပြောထားရလေသိပါ့မလားငါတလောက်တားနေရကွာငါ့ကိုမလုံးနဲ့ဆိုတာအဲ့ဒါပဲငါတို့ကလူသားတွေကိုကယ်တင်ပါနော်ငါတို့ကလူသားတွေကယ်တင်ပါငါတို့ဒီနေ့လူမသက်ဘူးပြောပြီးသွားပြီနော်မင်းတို့အဲ့လိုခဏတနက်မပြစ်နဲ့နော်တခြားတော့မဟုတ်ကြည်ဝိုးကုန်လို့ကဲရောက်နေဘေးကက်လျှောက်ကြPower Ranger လဲကားတိုက်သေးတတ်တယ်နော်မင်းတို့တွေဒီနောက်မှာဘလူးအကူညီလိုလဲမသိငါတို့မေးရမယ်ငါတို့မေးဖို့တာဝန်ရှိတယ်ကွာကိုကြီးတို့ကူညီလိုလားကိုကြီးတို့အကူညီပေးရမလဲကိုကျွန်တော်ဖတ်နဲ့မစဲနဲ့ကိုကျွန်တော်မလုံးနဲ့ကိုဘွားပြောင်းသွားမယ်တော့ကိုမလုံးနဲ့အော်ကိုကျွန်တော်တားပါသေးတယ်ကိုကြီးရဲ့တော့ရတော်လက်လုံကုန်ပဲမင်းတို့ကွာလူရမ်းတတ်တာပဲငါဒီနေ့ငါမတတ်ပါဘူးဆိုမင်းတို့ပဲတတ်နေရနော်ဘာတို့လားမင်းတို့လှုပ်လို့လူတွေကြောက်ပြီးတော့ပြီးကုန်ပြီဒီမှာကျန်အန်ဒီဆိုရင်ကြောက်နေအော်ပြန်ပိတ်အမှုတက်ပြီလားမသိဘူးလုံးကြပါဦးလာအောင်မအသက်ကြီးရွယ်ကိုကြောက်နေကူညီပေးရမယ်အော်ဒီနေ့ကတောင်းညမ်းဖို့လာတာမဟုတ်တာနော်ငါတို့ကဒီနေ့ကိုကြည့်ကြဖို့လာတာကွာအားရောက်ငါ့ကိုတိုက်တယ်ရောက်အဲ့ဒါငါ့ဟိုကောင်တိုက်တယ်ဟိုကောင်အဲ့ကားပေါ်ကောင်လာကားပေါ်မတက်နဲ့ဒီကောင်ကိုကျုံးပါအဲ့ကောင်ကိုကျုံးပါအေးအော်ရဲတွေနောက်မှလာတယ်ချင်းနေမကောင်းလက်မယ်လာငါတို့ရက်ွက်တယ်ဝင်ပြေးအောင်ဦးလေးကျွန်တော်ဦးလေးနှစ်ခါမပြောဘူးနော်ဦးလေးကျွန်တော်ထုတ်ပေးလိုက်တော့ကျွန်တော်ကားစီးဖို့ပတ်စံမရှိလို့လို့ထုတ်
ဟာယောလက်ကလေးပြဒီဘေးတနတ်တော့မကြောက်ဘူးကျပါဝရိကြောင့်စော်ကားတယ်ကွာဦးလေးကျွန်တော်နောက်မှာတွေ့လာဦးလေးအပြည့်ပဲနော်အေးလောမြတ်ထုတ်ဖိုးကြီးကြာရနော်ထောင်းလိုက်တော့မယ်ဒီဖိုးကြီးကတော့အယောက်နေကြည်တာပေါ့ဝါးတွေကြည်တာအေးဘယ်ငါကြည့်မယ်ဒီငါကြည့်လို့ရလားဒီထဲမှာမရောက်ကွာရော့တော့မရောက်အမှုတက်ရောဟိုကောင်တော့ပြော့တော့ဘလို့ပြစ်လို့တော့ပါဝရိကြကြီးပြော့ဖက်နေရပဲလာဒီမှာကြာမနေနဲ့အကောင်သေကုန်တော့မှာပဲကဲမထူ fight ရတော့မှာပဲကဲအားလုံးလက်နက်ကိုင် fight နောက်ပါဟိုကောင်ဖဲလေအော်ဘလို့ကိုချင်းတိုက်နေရတော့လို့ကိုตีကုန်တော့မှာပဲရောင်းနေပြစ်ဟာလာပြေးပဲရောင်းနေပြေးပဲရှေ့မှာရောရဲတွေဟာပြစ်တာရဲတွေပြစ်တာရောင်းနေပြစ်တာဒီထဲပုံရဲလာပုံကြမပြစ်နဲ့တော့တော်ပြီဒီထဲလာပုံဆိုပါအိုးဒုက္ခပါပဲငါပြောစကားလဲနားမထောင်ကြဘူးကူရပါဗလာနဲ့ဆိုတော့ကျွန်တော်ကြောက်ရမှာလားမကြောက်ဘူးနော်ကျွန်တော်တို့ဒီမှာအဖွဲကိုလည်းကြည်လိုက်အောင်ဘယ်နှယောက်ပါချက်ရှူ ။ယောငါရဲ့ဗလာတွေပဲရှိုးရအောင်ဒီမှာတွေ့လား ကိုကျွန်တော်မလုံးနဲ့မှာကျွန်တော်ကောင်းရင်ပါရနော်ကိုကျွန်တော်တားပြီးသွားရင်နော်အဲ့ရဘာဖြစ်သွားရင်တော့အဲ့ဘယ်ကောင်ပြစ်လိုက်တယ်ကွာတနာပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ပေါင်ရင်းရဖွဲ့ရတော့ကန်းကြီးပါရှိတဲ့ကောင်တွေအကုန်လုံးရိုက်တော့မှာဖြစ်ပါတယ်ကဲတီးမယ်မင်းတို့နေပူနဲ့အပြင်ထွက်စောတဲ့ကောင်တွေအမေစကားနားမတော့တဲ့ကောင်တွေတီးဘယ်ကောင်မနေပူထဲမှာဖုံးပြောတဲ့ကောင်တွေစော်ကြောင်တဲ့ကောင်တွေတီးစကတ်တူဝတ်တဲ့အမလောင်းစကတ်တူဝတ်တဲ့အမအမေဖုံးပြောခြင်းဟန်ဆောင်နေငါသွားမှတီဒါကတော့ကန်းကြီးမှာဒီနေ့ရေကြီးမယ်လို့ပြောတာတော့ရေလာဆော့တယ်တီးအောင်ပါမပြစ်နဲ့တနတ်နဲ့မပြစ်နဲ့ရဲကရုံးလည်းတီးကွာရော့မင်းလည်းတီးလာဒီမှာတကားရောက်ဒီလိုလားရော့မမြင့်မှန်နဲ့မင်းမြင့်မှန်နဲ့လူဇိုးလာဖမ်းတာမြင့်မှန်တက်ချင်အောင်မထနဲ့ငါတို့ဖွဲ့များတယ်ဒီလိုလားရောက်နေဒီလိုလားမြင့်မှန်တက်ချင်အောင်ဟိုပါလေမထနဲ့နော်ဥရိုက်ခွေပါကဲလာဟိုမှာမွေးထဲမှာလမ်းလျှောက်နေတဲ့ကောင်တွေသွားတီးအောင်မင်းနေမကောင်းပြစ်မယ်လို့မပြောထားဘူးလားဟမ်ရိုက်မှာနော်မင်းအကုန်ရိုက်ဒီကောင်တွေကန်းကြီးမှာမပြီးစောနဲ့မင်းတို့အတွက်စိုးရင်လို့ဒါလိုက်ရိုက်နေရနော်စိုးရင်လို့နော်ကဲအခုကမှတော့ကျွန်တော်တို့တွေကန်းကြီးအတွက်လုံခြုံရေးလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့မီးပိုက်တွေသွားဆက်ရမှာပေါ့နော်အေးမင်းပဲသွားဖို့လဲကျွန်တော်အလုပ်သွားမလို့ပါခင်ဗျအဲ့ဒါ KG 900ပေးအမေကဒီမနေ့မဟုတ်ဘူးမပြီးလာလို့ဘာပတ်စံမှမပါလာဘူးကိုကြီးအဲ့ပဲပါတော့ဘယ်ပြေးတာအမေ KG လေး900တောင်းတာနော်မင်းတို့ရိုက်အမကန်ဘုလာဖမ်းတာတော့ဆင်းစပင်မပေါက်တဲ့ကောင်တွေကားပေါ်ဆင်းစပင်မပေါက်ပဲနဲ့ငါလာဖမ်းအောင်စပင်မပေါက်ပဲနဲ့မသွားတဲ့ဟိုကောင်တွေမသွားတဲ့တော်ပြီကဲဒီနေ့ဗီဒီယိုကတော့တော့ပါပဲခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့ viewer တယောက်ချင်းတွေလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲ bye bye